ကိုမြန်မာပြည်က address တွေထည့်ချင်တဲ့လူတွေအတွက်အဆင်မပြေပါဘူးနော်မြန်မာပြည်က address တွေကထည့်လို့မရပါဘူးနော်သူစားဗီဒီယိုတင်ထားတဲ့ထဲမှာလေထိုင်းရ address ပဲထည့်တဲ့ပုံစံကိုပြောပြထားတာပါမြန်မာပြည်က address ကထည့်လို့မရပါဘူးနော်ထိုင်းမှာနေတဲ့လူဆိုရင်တော့ကောင်းကောင်းလေးဝင်ပြီးမှထည့်ကြည့်ကြပါတယ်ဒီလိုနေရာရောက်မှာမလားအဲ့ဆိုဒီ sitting နေရာမှာတွားပြီးဆိုဒီမှာ my address book နေရာမှာတွားအောက်က add ship နေရာမှာတွားပြီးလို့ရှိရင်ဆိုဒီမှာပထမဥစ္စာ Thailand ဒီအပေါ်ဥစ္စာဒီမှာသူပေးထားတဲ့နိုင်ငံတွေဆိုကြည့်ဒီမှာဒီရဲ့နိုင်ငံတွေဆိုအကုန်ရတယ်ကိုရဲ့အတိလူတွေပဲဖြစ်ဖြစ်ကိုညီအမမောင်နှမဘသူပဲဖြစ်ဖြစ်ဒီနိုင်ငံတွေမှာရှိတယ်ဆိုရင်ထည့်လို့ရတယ်ဒီထဲမှာဒီမှာမြန်မာလည်းပေးထားပဲဒီမှာနော် Sorry we are temporary unable to ship to the location တွေ့လားအဲ့မှာမြန်မာဆိုမရအောင်တွေ့လားကျန်တဲ့နိုင်ငံရလား try ကြည့်မယ် New Cambodia California ရတယ်တွေ့လားမရတဲ့ဥစ္စာဆိုအဲ့လိုစာအနီလေးပေါ်တယ်ပေါ့နော်သူစားကြတော့အခု Thailand မှာပေါ့နော် Bangkok မှာဆိုတော့ Thai address ပဲသုံးပါတယ်အဲ့ဆိုအဲ့လိုကောင်းကောင်းလေးထည့်ကြည့်ကြပါတယ်နော်ဒါကြတော့ထားလိုက်ပါမပြတ်တော့မနေ့တနေ့ကသူကပစ္စည်းတွေများပဲမှာဟာဒါပေမဲ့ဗီဒီယိုကတော့မလုပ်ဖြစ်နေနော်တကယ်လို့ရှင်းနာပစ္စည်းတွေမှာထားတဲ့ဥစ္စာတွေကြည့်ချင်တယ်ဆိုရင်ပြောနော်အဲ့ဒါ upload လုပ်ပြီးမယ်ဒီဥစ္စာတွေဟိုတည်းကမှာထားတဲ့ဥစ္စာကြရေမွေးဒီရဲ့ကျင်းပေါင်းပြီးဒါကပတ်စံအိတ်နော်အဲ့ဒါပြီးလို့ရှရင်ဆိုပြန်မာလေးတဲ့ဒီမှာဒါပါနှာခေါင်းနဲ့ဒီမျက်နှာရိုးတွေပေါ်အောင်လုပ်တဲ့ဥစ္စာအဲ့ဆိုနှာခမ်းนี่အဲ့ဆိုဒီဥစ္စာပါမိတ်ကပ်လိမ်တဲ့ချိန်တုံးတဲ့ဥစ္စာပေါ့နော်အဲ့ဒါပြင်ဒါအောက်ကောက်စာမြင့်မှန်ထဲတဲ့ဥစ္စာအောက်ကောက်စာ eyelash လိမ်တဲ့ဥစ္စာအောက်ကောက်စာပတ်စံဒီအောက်ကပတ်စံရအရင်လာလို့ဆိုပြီးမှခြိုက်လို့ဆိုမှခဏတော့အပေါ်ဟောက်စာတငယ်ချင်းမှခိုင်းတဲ့ဥစ္စာလေဒါကဟိုကြားထဲမှာဟိုပါတူမလေးတော့ဝယ်ပေးထားတဲ့ dress ပေါ့နော်ဒါပေမဲ့ dress ကအဲ့လောက်ထိမလောက်မကြိုက်အဲ့ဆိုဒီရဲ့ bag ပစ္စည်းတွေတော့အများကြီးမှဖြစ်တယ်ဒါပေမဲ့ဗီဒီယိုမရိုက်ဖြစ်တကယ်လို့ကြည့်ချင်တယ်ဆိုရင်ပြောလေဗီဒီယိုရိုက်ပြီးမှပြမယ် quality တွေဘယ်လိုလာလဲဘာလဲဈေးဘယ်လောက်လဲဆိုတာသိရပါတော့နော် bye bye